အားလုံးပဲမင်္ဂလာပါဗျာကိုရီးယားနိုင်ငံရဲ့ကမ္ဘာကျော်တဲ့အလားတရားတစ်ခုဖြစ်တဲ့ဘူဆန်မြို့ရဲ့ညအလားကိုတောင်ပေါ်ကနေတွားကြည့်မှာဖြစ်ပါတယ်မြို့ရဲ့အလားကိုအပေါ်စီးကနေကြည့်ရတဲ့မြင်ကွင်းကနက်ပြည်ကနေကြည့်နေသလိုခံစားရသည်မှာဖြစ်ပါတယ်ကျွန်တော်တို့တက်ကြည့်တဲ့တောင်ရဲ့အမည်ကတော့ဝမ်ညောင်းဆန်ဘုံဆူတဲ့ဖြစ်ပါတယ်နေဝင်ချိန်စီးစာအလားနဲ့ညပိုင်းလားဘာတွေကွာခြားသွားလဲကြည့်အောင်ဗျာဘူဆန်မြို့ရောင်ဆန်းရောကနေပြီးတော့တက်စီနန်ခါပြီးတောင်ပေါ်တက်တာဖြစ်ပါတယ်ဘတ်စကားတစ်စီးရှိပေမဲ့ကျွန်တော်တို့အချိန်ကြာတဲ့အတွက်မဆောင်တော့ပါဘူးလူလေးရောက်သွားတာဖြစ်တဲ့အတွက်တက်စီငါကလည်းတက်တာပါတယ်ဒီနေရာလေးရောက်ရင်လမ်းဆင်းရှောင်းမှာဖြစ်ပါတယ်ကိုရီးယားမှာဆောင်းရာသီဖြစ်တာမို့တစ်ပင်တွေမှာအရွက်တွေကမရှိတော့တဲ့အတွက်တောင်တလန်းတစ်လျှောက်ကတော့တစ်ရွက်တွေကလှမနေတော့ပါဘူး7မိနစ်15မိနစ်ခန့်လမ်းလျှောက်ပြီးတဲ့အခါမှာတော့တောင်ထိပ်ကိုရောက်လို့လာပါပြီတောင်ပေါ်မှာလေတိုက်တော့အရန်အေးပါတယ်ဆောင်းရာသီသွားခဲ့တာတော့မကောင်းဘူးပေါ့ဗျာအခုမြင်နေရတဲ့မြင်ကွင်းကတော့ပူဆန်မြို့ရဲ့ညနေခင်းစီစာနေဝင်ချိန်အလားဖြစ်ပါတယ်။အပေါ်စီးကနေကြည့်နေရတဲ့မြင်ကွင်းကအကိုကိုနက်ပြည်ရောက်နေတယ်လို့ခန်းစားချက်မျိုးရသေးမှာဖြစ်ပါတယ်။ဒီတရားကတော့ဂွမ်အလီကမ်းခြေနားလေးကဂွမ်အလီတရားဖြစ်ပါတယ်။ဒါကတော့မြို့တဲ့ကားလမ်းမကြီးတစ်ခုကနေကားလေးတွေသွားနေတာဖြစ်ပါတယ်။ကားလေးတွေကြည့်ရတာအယုတ်လေးတွေကြည့်နေရတယ်လို့ပါပဲ။မြို့ရဲ့လှကိုအသေးစိတ်မှန်ဘလူးကနေကြည့်လို့ရပါသေးတယ်။နေ့ကင်းပေါက်သွားတာဖြစ်လို့ကြောက်ဆောင်တွေပေါ်တက်ပြီးတော့တပုံရိုက်လို့ရပါသေးတယ်။ကြောက်ဆောင်ထိပ်ကအရမ်းမြင့်ပြီးတော့ကဘာကအဆောင်နဲ့ပါတယ်ပြုတ်ကြမဲ့အန်ရတော့ရှိပါတယ်။လေလဲရမ်းတိုက်တော့မတက်ရလို့တိတ်တော့အဆင်မပြေပါဘူး။အရန်ကိုတတိထားရပါတယ်။ကြောက်ဆောင်တွေထိပ်ကနေတက်ကြည့်နေဆိုရင်တော့မြို့ရဲ့အလှကိုပတ်ပတ်လဲမြင်ရမှာဖြစ်ပါတယ်။ဒီနေရာကနွေရာသီမှာဆိုရင်တော့လာရောက်လက်ပတ်သူတွေအရန်များလို့တက်ပုံရိုက်နေတဲ့သူတွေနဲ့အရန်ကိုစီကားပါတယ်။ကျောက်ဆောင်အောက်ကကြောက်ကြီးကအရန်နဲ့တာမို့ကျွန်တော်လည်းကြောက်နဲ့ထိတ်တီအရဲစွန့်တက်ပြီးတော့တပုံနှစ်ပုံတော့ရအောင်ရိုက်ခဲ့ပါသေးတယ်။ညဘက်ရောက်တော့မှဖြစ်လို့ကျွန်တော်တို့ညပိုင်းအလှကိုကျွန်တော်ဒီနေရာနေပြီးတော့စောင့်ကြည့်ကြမှာဖြစ်ပါတယ်။လာရောက်လက်ပတ်သူတွေအားလုံးကလည်းဒီနေရာနေပါအများဆုံးကြည့်ကြပါဖြစ်ပါတယ်။လာကြည့်တဲ့သူတွေကတော့နိုင်ငံတကာနိုင်ငံပေါင်းစုံလာပါတယ်။ကျွန်တော်တို့ညီကိုတွေအမှတ်တရတပုံလည်းရိုက်ခဲ့ပါသေးတယ်။ညပိုင်းကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်မြင်ရတဲ့မြင်ကွင်းကတော့အရန်ကိုလှပါပါတယ်တာဝါတိုင်းကမီးတွေကလည်းညဘက်မှာအယောင်မျိုးပြောင်းတာမို့အရန်ကိုလှပါတယ် Ladies and gentlemen, welcome to Busan, the heart of South Korea's coastline. From stunning beaches and breathtaking mountains to vibrant street markets and world-class seafood, Busan is ဒီနေရာကိုတော့ရောက်လည်ပတ်မယ်ဆိုရင်တော့နေရာဒီမှာပဲသွားဖို့အကြံပေးပါရစေဆောင်းရသည်ဆိုတော့အရန်အေးသလိုလာရောက်လည်ပတ်သူတွေလည်းအရန်နေပါတယ်ကိုရီးယားမှာလက်ထက်ခွင့်တောင်းဖို့ရည်ရွယ်ထားတဲ့စုံတွေရှိရင်ဒီနေရာလေးကအကောင်းဆုံးနေရာလေးဖြစ်ပါတယ်ပိုင်တကွန်တို့ထက်ပိုပြီးရိုမန်ဆန်တဲ့နေရာလေးဖြစ်လို့တင်းတို့ရဲ့ရည်သားတွေကိုလည်းမန်းရှင်းခေါ်ပြီးပြောလိုက်ကြပါ